မင်္ဂလာပါ Lane Travel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခီးထပ်ဖို့ကျွန်တော်ထုတ်ဖို့လည်းပြင်ဆင်ပြီးပြီဆိုတော့ကျွန်တော်ရန်ကုန်ကနေစတင်ထွက်ခွာလာခဲ့ပါတယ်စီထဲတယ်စီထဲပြီးတာနဲ့ကျွန်တော်အမြန်လန်းတိုးဂိတ်ကိုဖြတ်ပြီးတော့ကျွန်တော်39မိုင်လမ်းခွဲရနေပြီးကျွန်တော်မလမြန်နဲ့ဖန်ကိုတော့ရောက်လည်းပဲမှာပဲဖြစ်ပါတယ်တွားတဲ့လမ်းခီးရှောက်ကတော့အေးချမ်းတာတာရပဲရှိပါတယ်ခီးတွားနေများတော့လမ်းနည်းနည်းပိတ်တာတော့တစ်ခါတည်းတော့ကြုံတွေ့ခဲ့ရပါတယ်လမ်းမှာလည်းကျွန်တော်တို့ခီးတော့များတော့ကမောတော့နင်းငယ်တော့ဖြုတ်ချက်ခတ်ပါတယ်ဒီလိုနဲ့တထုံရောက်တော့ရွှေစာရန်ဖျားကိုလမ်းကနေပဲဖူးမြော်ခဲ့ပါတယ်ရွှေစာရန်ဖျားကြော်ပြီဆိုတော့ねရှေ့မှာဖန်မလမြိုင်လမ်းခွဲရှိပါတယ်အဲ့မှာကျွန်တော်ကတော့မလမြိုင်ကိုတော့မှဖြစ်တဲ့အတွက်ကျွန်တော်တက်တယ်ပဲဆက်သွားခဲ့ပါတယ်ဒီနေ့ကျွန်တော်မလမြိုင်ကိုရောက်ခဲ့ပါပြီမလမြိုင်ရောက်တော့ကျွန်တော်ဟိုတယ်မှာခဏနားပြီးကျွန်တော်ညနေဆောင်ကိုမလမြိုင်ကမ်းနားလမ်းကိုကျွန်တော်ထွက်လာခဲ့ပါတယ်ကျွန်တော်ထွက်လာတဲ့အချိန်လေးနေဝင်နေချင်းဖြစ်တဲ့အတွက်ကြောင့်မလို့နေဝင်ဆန်းဆက်ကြည့်ရတာလည်းရန်ကုန်မှာလှပပါတယ်အဲ့နဲ့ပြီးတော့ကျွန်တော်နိုင်ငံပိုက်စားတာနဲ့ကျွန်တော်တို့ရေပေါ်စည်းမှာကျွန်တော်တို့မိုးဒီပါစားအဲ့နဲ့ပြီးတော့ကျွန်တော်ခင်းနေပြမှာခင်းနေသားစားခဲ့ပါတယ်ခင်းနေသားလေးကတော့အဆုံပဲပေါ့နော်အဲ့တော့တွားရောက်စားသုံးဖို့ကလေးကျွန်တော်ကြံပြုတ်လိုက်ပါတယ်အဲ့နဲ့နောက်နေ့မှာကျွန်တော်ထပ်မံလက်ပတ်မဲ့နေရာလေးရလည်းရှိတော့ကျွန်တော်ဆော့ဆော့ပဲဟိုတယ်ကိုပြန်နားဖို့အတွက်ပြန်ပါတယ်လမ်းမှာယူဇနာဆိုတဲ့စားသောက်ဆိုင်မှာကျွန်တော်ချက်ကပတ်ဝင်ဝယ်ပါတယ်စားလို့လည်းရမ်းကောင်းခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့ဟိုတယ်မှာမနေ့စားပြီးတာနဲ့ကျွန်တော်တို့တွားရောက်လက်ပဲမဲ့နေရာတွေကိုစတင်ထွက်ခွာခဲ့ပါတယ်အရင်တော့ရောက်တာတော့ view point ကိုရောက်ခဲ့ပါတယ် view point ရောက်ပြီးတော့ဝရက်ဒီရရှောက်ရိုက်ပြီးအတွေးတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့ညီတော်မြင့်သွားပါပြီအဲ့တော့နင်းငယ်လည်းပူလာပါပြီအဲ့ဒါလည်းအပြင်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်အရန်ကုန်မှာနေမြင့်တော့အရန်လင်းပြီးတော့မှကြည့်လို့တိတ်မကောင်းတော့ဘူးเนาะ view point ကတော့အဲ့နဲ့ကျွန်တော် view point ကိုရှေ့ဘက်နဲ့နောက်ဘက်နဲ့ကိုကျွန်တော်ရှောက်ကြည့်ပြီးတော့ဝရက်ဒီရရှောက်ရိုက်ပေါ့နော်အဲ့နဲ့ကျွန်တော်မြင်ရိုက်ထားတဲ့ဟာလေးတွေအခုမျှဝေထားပေးလိုက်ပါတယ်ဘယ်လိုမြင်ရမလဲပေါ့နော်အလင်းကတော့အရင်များသွားပါပြီမြို့ကြည့်ရအဲ့နဲ့ဘယ်သွားမလဲဆိုပြီးတော့ကျွန်တော်တို့စဉ်းစားလိုက်တော့ဒီတက်သွားမယ်ဆိုရင်ကျန်တဲ့ဘုရားကိုရောက်မယ်ဆိုတော့ကျွန်တော်တို့တက်မောင်းလာခဲ့ပါဒီနေရာလေးကရန်ကုန်မှာတာယာလှပပါတယ်ထန်းတော်လေးတွေထန်းပင်လေးတွေလမ်းဘေးမှာမနက်ခင်းဆိုလို့ရှိရင်တော့ဒါမြူကိုးလေးတွေမြူနင်းလေးတွေနဲ့တောင်ပေါ်လမ်းလေးကဘယ်တော့တာယာလှပမလဲဆိုတာကိုကျွန်တော်တို့စိတ်ကူးယဉ်ကြည်ရနေမြင်တွေ့ရနိုင်ပါတယ်ဒီလိုနဲ့ကျွန်တော်ကား2မိနစ်3မိနစ်တော့မောင်းတယ်မောင်းရင်းနဲ့စဉ်းစားမိတာတော့တချို့ဘလော့ကာတွေဒီနေရာမှာတင်ထားကြတာအများကြီးပဲရှိတယ်ဆိုပြီးတော့ပြန်မှတ်မိခဲ့တယ်အဲ့နဲ့ရှေ့ကွေးလေးရောက်တော့ကျွန်တော်တို့အဲ့မှာတော့ကျွန်တော်ဟိန္ဒူဘုရားကျောင်းကိုတွေ့မြင်ရနိုင်ပါတယ်ဒါမလမြန်ရောက်တော့ဒါလာရောက်လဲပဲတဲ့နေရာပါပဲအဲ့လိုနဲ့ကျွန်တော်တို့ရှေ့ဆက်မောင်းလာခဲ့ပြီဆိုတာနဲ့ကျိုက်တန်ဘုရားကြီးကိုဝေးကနေမြင်တွေ့နိုင်ပါတယ်ကျိုက်တန်ဘုရားကြီးတောင်ကြီးမှာအခုမြင်တွေ့နေရတဲ့ဒီရန်နာပုံမြင့်ကျောင်းကတော့ဒါမင်းနှုံးမီးရဲ့မိဖုရားစိန်နှုံးမိဖုရားကျောင်းပဲဖြစ်ပါတယ်ဒီစိန်နှုံးမိရဲ့မိဖုရားကျောင်းကဒါရှေးဟောင်းကျောင်းလေးဖြစ်တော့တွားရောက်လက်ပတ်တဲ့နေရာတစ်ခုပါဘာလို့ဆိုတော့အထက်မှာရှေးဟောင်းအမွေနှစ်တွေရှေးဟောင်းလက်ရာတွေအများကြီးရှိပါတယ်ကျွန်တော်ဒါကိုတက်ဗီဒီယိုတစ်ပုတ်အနေနဲ့လုပ်ပြီးတော့မှကျွန်တော်ဘလော့တစ်ပုတ်ကျွန်တော်မျှဝေသွားပေးပါမယ်အဲ့တော့ကျန်တဲ့ဘုရားကိုတော့ရောက်ဖူးမြော်နေရပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ကြပါခင်ဗျာမွန်တို့ဌာနီမော်လမြိုင်မြို့ရဲ့ကျက်တီဆောင်ကျိုက်တလန်ဖျားကြီးပေါ်ကျွန်တော်ရောက်လို့လိမ့်ပါပြီကျိုက်တလန်ဖျားကိုမွန်ဘာသာစကားရခေါ်ဆိုတာဖြစ်ပြီးဗမာလိုတိုက်ရိုက်ပြန်မယ်ဆိုရင်တော့တောင်မော်ရှိစီဒီလို့ခေါ်ဆိုတာပဲဖြစ်ပါတယ်ကျွန်တော်ဖျားဥချပြီးပြီဆိုတော့ကျွန်တော်ဖျားတစ်ပတ်ပတ်ပါမယ်ဖျားတစ်ပတ်ပတ်ပြီးဖျားဖို့ရှိစီဒီပထုံများကိုလည်းကျွန်တော်မျှဝေသွားပေးပါမယ်
ဖះလေးပို့ပြီဆိုတော့ကျွန်တော်နောက်ထပ်လည်းပတ်မနေရကတော့စိန်တုံးမိဖုရားနေထိုင်ခဲ့တဲ့ရတနာဘုံမြင့်ကျောင်းတိုက်ကိုကျွန်တော်တွားရောက်လည်းပတ်မှာပဲဖြစ်ပါတယ်ခီးသောဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Link Travel Bike Channel ကို Like and Subscribe ပြုလုပ်ပေးဖို့လည်းမမေ့ပါနဲ့ဦးเนาะနောက်ထပ်ခီးသောဗီဒီယိုတွေမှာလည်းကျွန်တော်ထပ်မံဆုံတွေ့ကြပါသေးတယ်ခင်ဗျ